စာအုပ်တွေဖတ်တာကျွန်တော်တို့ဘဝကိုပြောင်းလဲစေရမဟုတ်ဘူးစာအုပ်တွေကတိလာတဲ့အရာတွေကိုကျွန်တော်တို့ဘဝမှာလက်တွေ့အသုံးချလိုက်တော့မှကျွန်တော်တို့ဘဝတကယ်ပြောင်းလဲသွားတယ်ကျွန်တော်စာရီတော်များများဖတ်ဖို့တယ်စာအုပ်တွေအများကြီးကျွန်တော်ဖတ်ဖို့တယ်စာဖတ်ရအောင်လည်းအရင်ကြိုက်တယ်ပေါ့နော်အဲ့တော့ဘဝအကြောင်းတွေကျွန်တော်စိတ်တင်ညာအကြောင်းတွေအောင်မြင်ရေးစာအုပ်တွေအထုပ်ပတ္တိအကြောင်းတွေကျွန်တော်တော်တော်များများဖတ်ခဲ့ဘူးတယ်ပေါ့နော်ဒါပေမဲ့အချိန်တစ်ခုကြာလာတော့ကိုကိုပြန်မေးကြည့်တယ်ငါစာရီလောက်အများကြီးဖတ်နေတာငါဘဝကဘာလို့တိတိကျကျမပြောင်းလဲသေးတာလဲဆိုတဲ့မေးခွန်းလေးအဲ့ဒီအချိန်မှာကျွန်တော်ပြန်စဉ်းစားကြည့်တော့ကျွန်တော်ကစာဖတ်တဲ့ပုံစံကနည်းနည်းလွဲနေရလေအရင်ကကျွန်တော်စာဖတ်လို့ရှိရင်စာရေးသူကဘာပြောချင်တာလဲသူ့ဘဝမှာအတွေ့အကြုံတွေကဘာဖြစ်ခဲ့လို့သူဒီစာကိုရေးခဲ့တာလဲသူ့ရဲ့အတွေ့အကြုံကဘယ်လိုမျိုးလဲဆိုပြီးအဲ့ဒီလောက်ပဲကျွန်တော်စဉ်းစားခဲ့ပြီပဲအဲ့ဒါတွေပဲကျွန်တော်စိတ်ဝင်စားလို့စာတွေဖတ်ခဲ့ရအောင်နော်ဆိုတော့ကျွန်တော်တို့စာအကြောင်းတွေသိလာတယ်ကျွန်တော်ဆွမ်းနာပြောခဲ့တဲ့စိတ်ဝင်စားတဲ့အကြောင်းတွေကိုကျွန်တော်သိလာတယ်ဒါပေမဲ့ကျွန်တော်အဲ့သိရတဲ့ပတ်သက်ပြီးကျွန်တော်ကတော့ဘာမှမပြောင်းလဲပါဘူးနောက်ပိုင်းမှာကျွန်တော်စာဖတ်တဲ့ပုံစံကိုကျွန်တော်ပြောင်းလိုက်တယ်ဆိုတာအဲ့ဒီဟာကိုမနှုတ်ပြပဲနဲ့ကျွန်တော်စာဖတ်တဲ့ပုံစံအသစ်တစ်ခုထပ်ထုတ်လိုက်ရပါတော့ဒီစာကငါ့ဘဝမှာဘယ်နေရာအသုံးချလို့ရလဲဆိုပြီးစာယူရရှာကြည့်ဥပမာအနေနဲ့ကျွန်တော်တို့စာအုပ်တုပ်ထဲမှာလူတွေနဲ့ဆက်ဆံရေးကောင်းမွန်နေတယ်ဆိုလို့ရှိရင်ကျေးဇူးတင်စကားပြောတတ်ဖို့လိုတယ်ဆိုတဲ့အကြောင်းလေးကိုဒီစာအုပ်ထဲမှာကျွန်တော်ဖတ်ရတယ်ဆိုပါစို့အရင်ကတော့ကျွန်တော်တို့မှန်ပါတယ်ဆိုပြီးတော့ကျွန်တော်ဒီနောက်စာမျက်နှာတစ်မျက်နှာကိုလန့်သွားမယ်ပေါ့နော်နောက်ပိုင်းကျတော့ကျွန်တော်အဲ့ဒီစာကိုလက်တွေ့စမ်းသပ်ကြည့်တင်းတင်းလေးပေါ့နော်တွေ့တဲ့လူတိုင်းတော့မဟုတ်ပေမဲ့ကျွန်တော်နဲ့နေ့တိုင်းစုံနေရတဲ့လူတွေကိုကျွန်တော်ပြောကြည့်တယ်ဟိုမှာလက်ဖေးဆိုင်တစ်ဆိုင်သွားတယ်လက်ဖေးဝယ်ရဆိုပြီးရင်တွေ့ရဇပွဲတို့ကလေးတွေကျွန်တော်ကျေးဇူးပါလို့စကားဆန်းပြောကြည့်သုံးမိန်ဆွဲတဲ့ကိုကြီးပဲဖြစ်ဖြစ်ဒါမျိုးလေးနဲ့ကျွန်တော်တခုကူညီပေးလို့ရှိရင်လည်း thank you ကိုကြီးကျေးဇူးတင်ပါတယ်ကိုကြီးလို့ကျွန်တော်တို့တမင်ပြောကြည့်ရအောင်နော်ကျွန်တော်စာအုပ်ထဲမှာတွေ့တဲ့အတိုင်းလေးပြောကြည့်အစပိုင်းမှာတော့ဒါကျွန်တော်တို့နည်းနည်းထူးဆန်းသလိုမျိုးခံစားရဗျဟိုလူစိမ်းနေတဲ့စကားပြောရတယ်တိတ်အဆင်မပြေဘူးပေါ့နော်ဒါပေမဲ့တပြေးပြေးနဲ့ကျွန်တော်သိလာတော့လူတွေကျွန်တော်ကိုပြန်ပြုံးပြတာတွေစကားတွေပြန်ပြောတာတွေကျွန်တော်တို့ဆက်ဆက်ရေးနှွေးထွေးလာတာတွေကိုကျွန်တော်သတိထားမိလာဗျဒါကျွန်တော်ကျေးဇူးတင်စကားလေးပဲပြောတာပေါ့နော်အဲ့ဒီချိန်မှာကျွန်တော်တို့စာရေးသူပြောခြင်းတဲ့ main point ကိုကျွန်တော်တကယ်နားလည်သွားစာဖတ်ပြီးသိတာနဲ့ကျွန်တော်စာဖတ်ပြီး live လုပ်ကြည့်တာနဲ့လုံးဝမတူဘူးဗျသိတာကျွန်တော်တို့ခေါင်းထဲမှာပဲရှိတာကျွန်တော်တို့ live လုပ်ကြည့်ရင်အမှတ်တရဖြစ်လာလိမ့်မယ်ကျွန်တော်တို့တော်တော်များများပြဿနာစာမဖတ်တာမဟုတ်စာဖတ်တဲ့လူတွေရှိရပေါ့နော်စာတွေအများကြီးဖတ်ပြီးတော့သိတာတွေများလို့ပြီးကျွန်တော်တို့လုပ်တာတွေကနည်းနေတာလက်တွေ့အသုံးချတဲ့ပညာတွေကနည်းနေတာပေါ့နော်စာအုပ်ဆယ်ကိုဖတ်ပြီးကျွန်တော်တို့အကြောင်းအရာအခု1000လောက်သိတာထက်ကိုယ့်ဘဝမှာတကယ်အသုံးချလို့ရတဲ့ကျွန်တော်တို့အချက်တစ်ချက်ကိုရွေးပြီးတော့ကျွန်တော်တို့တပတ်လောက်လုပ်ကြည့်ရင်အဲ့ဒီအကြောင်းအရာပိုတန်ဖို့ရှိတယ်ဒါကြောင့်ကျွန်တော်တို့နောက်တစ်ခါစာပတ်တဲ့အခါမှာဒီစာအုပ်ကိုကျွန်တော်တို့မပိတ်လိုက်ခင်အခုကိုပြန်မေးကြည့်ပါနော်ဒီနေ့ဖတ်လိုက်တဲ့အချိန်မှာငါဒီနေ့ကစပြီးဒါမှမဟုတ်မနေ့ပြန်စပြီးတော့ဘာတွေကိုစလုပ်ကြည့်မလဲပေါ့စာဖတ်တဲ့လူနဲ့ဒီစာဖတ်ပြီးဟိုကပြောင်းလဲသွားတဲ့လူကြီးကြားတယ်ပါပေါ့စာအုပ်ကကျွန်တော်တို့လမ်းပြပေးတိုင်းတယ်ဒါပေမဲ့အဲ့ဒီလမ်းပြတဲ့လမ်းကြောင်းကြည့်ကျွန်တော်တို့ပိုတိုင်းလမ်းလျှောက်အောင်ပါဦးကျွန်တော်တို့ပိုတိုင်းလျှောက်လမ်းရမယ်ဒါကြောင့်စာလေးလည်းများများဖတ်ပါဒါပေမဲ့ဖတ်ပြီးရင်ကျွန်တော်အဲ့ဒီတွေကနေပြီးတော့တခုခုတော့လိုက်လုပ်ကြည့်ပါစာမှာပဲအသိပညာတွေမထားခဲ့ပဲနဲ့ကျွန်တော်တို့ရဲ့ဘဝတွေကိုအဲ့ဒီအသိပညာတွေကိုယူဆောင်လာရမယ်အဲ့ကြရင်ကျွန်တော်အိတ်စာတွေကလည်းမေ့တော့မှာမဟုတ်ဘူးမဟုတ်ရင်စာဖတ်ပြီးမေ့တော့မှာပေါ့နော်အဲ့ဒီချိန်ညမှာကျွန်တော်တို့စာအုပ်တုပ်အနေနဲ့ပဲမပြီးတော့ဘူးနဲ့ကျွန်တော်တို့ဘဝကိုပြောင်းလဲပေးမယ်အတွေ့အကြုံဖြစ်လာတယ်စာရေးသူရဲ့အတွေ့အကြုံကလည်းကျွန်တော်တို့ကိုယ်တိုင်အတွေ့အကြုံတွေဖြစ်လာမှာပေါ့နော်အဲ့ဆိုတော့အဲ့ဒီစာနဲ့ပတ်သက်ပြီးကျွန်တော်တို့မေးတော့မှာမဟုတ်ပါဘူးစာများဖတ်ကြပါစာရေးအတိုင်းလဲလို့ကြည့်ကြပါဒီနေ့တော့ကတော့လောက်ပါပဲအားလုံးကျေးဇူးများကြီးတင်ပါတယ်